ဖုံဖုံဖျားတပည့်တော်လဲနိုင်ငံခြားမှာရောက်နေပါတယ်ကိုယ်ပိုင်စီးပွားရေးတွေလုပ်နေပါတယ်ဖျားဒါပေမဲ့အဆင်မပြေတော့စိတ်တွေညစ်ရပါတယ်ဖုံဖုံရဲ့တရားတွေကိုနေ့စဉ်နေ့တိုင်းနာဖြစ်ပါတယ်ဖျားဒါကြောင့်တပည့်တော်ကိုအလုတ်အကင်အဆင်ပြေမဲ့နီလန်ကောင်းလေးညွန်ပြပေးတော်မူပါဖျားလို့ဘဝကအကြီးမားဆုံးခွန်အားပဲဆိုတဲ့အကောင့်ပိုင်ရှင်ကအေးချမ်းခြင်းနဲ့ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့လာတယ်ဒီမေကွန်းမှာကိုယ်ပိုင်စီးပွားရေးလုပ်နေပါတယ်လို့ဆိုပေမဲ့အယောင်အဝဲလားစားတော့ကုန်လားဆိုတဲ့ဘာလုပ်တယ်ဆိုတာမသိရပါဘူးနံပါတ်2မေကွန်းကအဆင်မပြေတော့စိတ်တွေညစ်ရပါတယ်လို့ဆိုထားတယ်အဆင်ကဘယ်လိုမပြေတာလဲပေါ့တိတိကျကျနီးနီးဆက်ဆက်မသိရတော့ဖုံဖုံပြောခြင်းတလူလေးပဲပြောကြည့်ပါမယ်ကိုဖြစ်ခြင်းတဲ့အရာဖြစ်ဖို့အောင်မြင်ဖို့ဆိုရင်စာပေအရာအချက်5ချက်လောက်လိုအပ်တယ်နံပါတ်1အသိနဲ့ရှင်နဲ့ယုံကြည်မှုရှိရမယ်နံပါတ်2ကကြိုးစားမှုရှိရမယ်နံပါတ်3ကတတိအမြဲတမ်းရှိနေရမယ်နံပါတ်4ကစိတ်ဓာတ်ခိုင်မာမှုရှိရမယ်နံပါတ်5ကအသိပညာအတတ်ပညာရှိရမယ်ဒီအချက်5ချက်လောက်ပြည့်စုံရင်အောင်မြင်လာပါလိမ့်မယ်လို့ပြည့်ပြည့်ဝဝယုံကြည်ပါတယ်နံပါတ်1အသိနဲ့ရှင်တဲ့ယုံကြည်မှုကိုယုံကြည်မှုရှိပါမြတ်ကမ်းယုံကြည်မှုမျိုးမဟုတ်ဘဲအမျှော်အမြင်ပညာနဲ့ရှင်တဲ့ယုံကြည်မှုရှိရပါမယ်ငါဒီလိုလုပ်ရင်ဒီလိုဖြစ်လာရမှာပါဝန်းကျင်မှာလည်းဒီလိုလုပ်လို့ဒီလိုတွေဖြစ်နေကြတဲ့သူတွေရှိနေတာပဲငါလုပ်နိုင်ပါတယ်ငါဘာကြောင့်မလုပ်နိုင်ရမှာလဲစသည်ဖြင့်ယုံကြည်မှုအပြည့်ထားပါပညာကကိုရှောက်မဲ့လမ်းကိုရှင်းရှင်းလင်းလင်းကြီးမြင်နေရမယ်တတ်တာကကိုရှောက်နိုင်တယ်ဆိုတာကိုယ်စိတ်မှာယုံကြည်မှုအပြည့်ရှိနေရမယ်အဲ့ဒီလိုကိုယုံကြည်မှုရှိနေဖို့ဟာအောင်မြင်ဖို့အတွက်နံပါတ်1အရေးအကြီးဆုံးဆိုတာသိထားပါနောက်ယုံကြည်မှုတစ်ခုကဘဝမှာအောင်မြင်ခြင်းရင်ဝန်းကျင်ရဲ့ယုံကြည်မှုကိုရအောင်လုပ်ပါဈေးရောက်ရင်ဝယ်သူတွေရဲ့ယုံကြည်မှုကိုရအောင်လုပ်တငယ်ချင်းတွေကြားထဲမှာဆိုရင်အဲ့ဒီတငယ်ချင်းတွေအများရဲ့ယုံကြည်မှုရတဲ့သူဟာအဲ့ဒီတငယ်ချင်းတွေထဲမှာဩဇာညောင်းအောင်မြင်တာပဲမဟုတ်လားမိသားစုတွေကြားထဲမှာလဲယုံကြည်ခံရတဲ့သူဟာအဲ့ဒီမိသားစုမှာဩဇာညောင်းပြီးတော့အောင်မြင်တာပဲရက်ရွာလူကြီးတွေကြားထဲမှာလဲရက်ရွာလူတို့ရဲ့ယုံကြည်မှုရတဲ့သူဟာအဲ့ဒီရက်ရွာမှာဩဇာညောင်းပြီးတော့အောင်မြင်တာပဲမဟုတ်လားဒါကြောင့်စီးပွားရေးလောကထဲမှာလဲဝန်းကျင်ရဲ့ယုံကြည်မှုရတဲ့သူဟာဩဇာညောင်းအောင်မြင်တာပဲဒါကြောင့်ကိုယ်နဲ့ဆက်ဆက်ပတ်သက်နေသူအားလုံးရဲ့ယုံကြည်မှုတွေကိုရအောင်ကြိုးစားပါငါ့ကိုယုံကြည်ပါငါ့ကိုယုံကြည်ကြပါလို့ပြောလို့ယုံကြည်မှုကရတာမဟုတ်ဘူးကိုယ်တိုင်ကယုံကြည်အောင်နေမှယုံကြည်မှုကရတာဘာလို့အရေးအကြီးဆုံးနံပါတ်1အနေနဲ့ကိုယုံကြည်မှုနဲ့ဝန်းကျင်ရဲ့ယုံကြည်မှုရဖို့ဟာအောင်မြင်မှုရဲ့အရေးအကြီးဆုံးအချက်တစ်ချက်လို့သိမြင်ထားပါနံပါတ်2ကအောင်မြင်ခြင်းဝရိယကြိုးစားမှုရှိရမယ်ဘာတွေကြိုးစားရမလဲကိုယ်လုပ်ငန်းရဲ့လိုအပ်ချက်မှားယွင်းချက်ချို့ယွင်းချက်အားနည်းချက်တွေကိုအရင်ဆုံးဖယ်ရှားနိုင်အောင်ကြိုးစားရမယ်နောက်အဲ့ဒီလိုအမှားအယွင်းလိုအပ်ချက်တွေနေရာမှာကောင်းတာတွေအစားထိုးနိုင်ဖို့ကဆက်ပြီးတော့ကြိုးစားရမယ်အလုပ်သမားတွေမကောင်းရင်အဲ့ဒီမကောင်းတဲ့အလုပ်သမားတွေကိုဖယ်ရှားနိုင်ရမယ်မကောင်းတဲ့အလုပ်သမားတွေကိုမကောင်းမှန်းသိအောင်လဲကြိုးစားနေရဒုတိယကအဲ့ဒီမကောင်းတဲ့အလုပ်သမားတွေနေရာမှာကောင်းတဲ့အလုပ်သမားတွေအစားထိုးနိုင်အောင်ကြိုးစားနေရမယ်ကိုယ်တိုင်ရဲ့လိုအပ်ချက်တွေအမှားတွေရှိနေရင်လေအဲ့ဒီကိုယ်တိုင်ရဲ့လိုအပ်ချက်အမှားတွေကိုပြုပြင်ပါတောက်နေသလားစားနေသလားအချိန်တွေဖြုတ်နေသလားကိုယ့်ရဲ့အမှားတွေကိုယ့်ရဲ့မကောင်းမှုတွေကိုလည်း
အမြဲတမ်းကြိုးစားပြီးတော့ပြုပြင်နေရမယ်ပြီးရင်ကိုယ့်ရဲ့ကောင်းတဲ့အချက်တွေအားသာချက်တွေကိုလည်းများတဲ့များလာအောင်ကြိုးစားပါအတူချုပ်ပြောရတာဆိုတော့အများကြီးမပြောနိုင်ဘူးဒီလောက်ပဲပြောနိုင်မယ်ထင်ပါတယ်အတူချုပ်ပြောရရင်ကြိုးစားတယ်ဆိုတာမကောင်းတာတွေကိုလိုအပ်တာတွေကိုဖယ်ရှားနိုင်ဖို့နဲ့ကောင်းတာတွေကိုများလာဖို့ကြိုးစားရတာလို့ပဲသဘောပေါက်ပြီပါလို့ဒီလောက်ပဲပြောချင်ပါတယ်နံပါတ်3တတိကအမြဲတမ်းရှိနေဖို့လိုတယ်ဘာလို့တတိမလွတ်ပါစေနဲ့ကိုယ်နဲ့ဆက်ဆက်နေသူတွေနဲ့စကားပြောတဲ့အခါမှာလဲတတိရှိနေပါစေတတိလက်လွတ်ပြောမိလို့လုပ်ငန်းထိခိုက်သွားတာမျိုးမဖြစ်ပါစေနဲ့လုပ်တဲ့နေရာတွေသွားတဲ့နေရာတွေရောင်းတဲ့ဝယ်တဲ့နေရာတွေနေရာတိုင်းအချိန်တိုင်းအလုပ်တိုင်းမှာတတိမလွတ်စေနဲ့နည်းနည်းလေးအဆင်ပြေးလာတာနဲ့တတိလွတ်ပြီးတော့အောက်ခြေလွတ်မလာပါစေနဲ့ငွေရှိလာတဲ့အခါတွေမှာလဲတတိလက်မလွတ်ပါစေနဲ့တကွက်မှားတဲ့ကြအစားခံရတယ်ဆိုသလိုတတိတစ်ချက်လွတ်သွားတာနဲ့လက်မှတ်တစ်ချက်အထိုးမှားလိုက်တာနဲ့အဝဲတစ်ခုမှားလိုက်တာနဲ့အပေါင်းအသင်းတစ်ယောက်မှားလိုက်တာနဲ့ဘဝဟာရင်းရိုင်ပျက်စီးသွားနိုင်တယ်ဒါကြောင့်အမြဲတမ်းတတိကိုလည်းဘယ်နေရာမှာဖြစ်ဖြစ်ဘယ်တော့ဖြစ်ဖြစ်မလွတ်အောင်ကြိုးစားအားထုတ်နေရမယ်လို့ပြောချင်ပါတယ်နံပါတ်4ဘဝမှာအောင်မြင်ခြင်းရင်တမာတိရှိဖို့လိုအပ်တယ်တမာတိဆိုတာစိတ်သက်ခိုင်မာမှုရှိရမယ်လို့ပြောချင်ပါတယ်အစင်မပြေတာလေးနည်းနည်းနဲ့စိတ်သက်ကြသွားတာမျိုးမဖြစ်ပါစေနဲ့လုပ်ငန်းဆိုတာဘယ်လုပ်ငန်းဖြစ်ဖြစ်အစပိုင်းမှာအိုးဆွဲကြိုးဆွဲညီခဲ့တယ်ကလေးတိုင်းလမ်းလျှောက်ခါစားမှာလဲကြတာကြီးတယ်မဟုတ်လားလဲလိုက်ပြန်ထားလိုက်လဲလိုက်ပြန်ထားလိုက်နဲ့ဒီလိုနဲ့သွားတတ်ခဲ့ကြတာမဟုတ်လားမွေတုံးကဘာမှပါမလာပါဘူးလူကြံလို့ဖြစ်လာတာကြီးပါပဲအဆင်မပြေဘူးလားအဆင်ပြေမဲ့လမ်းကြံရမှာပဲမဟုတ်လားအခက်အခဲတွေကိုကြော်လွှားနိုင်ဖို့ကြိုးစားရတာကိုအလွန်အရသာရှိတယ်လို့ခံစားနိုင်အောင်ကြိုးစားပါအဖြေမရသေးတဲ့မိန်းကလေးအဖြေရအောင်ကြိုးစားနေရတဲ့အချိန်ဟာအဖြေရပြီးတဲ့အချိန်ထက်အရသာရှိတယ်လို့လူငယ်တယောက်ပြောတာကြားဘူးတယ်အဲ့ဒါလိုပါပဲအစင်မပြေအခက်အခဲကိုကြော်လွှားနိုင်အောင်စဉ်းစားနေရတာဟာအားထုတ်နေရတာဟာအလွန်အရသာရှိတာဆိုတာကိုခံစားတတ်လာအောင်ကြိုးစားပါနံပါတ်5ပညာအသိပညာရောအတတ်ပညာရောရှိအောင်နေ့စဉ်သင်ယူနေပါနေ့စဉ်လေ့လာနေပါဒီနေ့သင်ယူစရာနေရာတွေဆိုရင်ကိုသိကျင်တာတစ်ခုကိုဖုံးတစ်လုံးထဲကနေလိုချင်တာရှာလို့ရနေတဲ့ခေတ်မှာကိုကသင်ယူခြင်းတက်မြောက်ခြင်းနဲ့စိတ်ပဲရှိဖို့လိုအပ်တာပါအောင်မြင်ခြင်းနဲ့ဆိုရင်ဖုံးနဲ့ဂိမ်းဆော့နေတာမျိုးရေရမောရတာတွေနဲ့အချိန်ကုန်နေတာမျိုးအရေးမရအဖတ်မရဟာတွေနဲ့အချိန်ကုန်နေတာမျိုးတွေမရှိပါစေနဲ့အချိန်ကကိုယ့်ကိုအရာအလုံးပေးနေတဲ့အရာလို့သဘောထားပြီးတော့အချိန်တိုင်းတန်ဖိုးရှိအောင်ကြိုးစားပါအချိန်တိုင်းပညာတွေရအောင်အချိန်တိုင်းတိုးတက်နေအောင်ကြိုးစားပါလို့ပြောရင်ညီကုန်းချုပ်ချင်ပါတယ်ဒီ5ချက်သာတေချာကြိုးစားအားထုတ်လိုက်နာနိုင်ရင်ဘဝဟာတေချာပေါက်အောင်မြင်လာပါလိမ့်မယ်အများကြီးလိုက်သိနေဖို့မဟုတ်ဘူးသိတာကိုလက်တွေ့လိုက်နာကျင့်သုံးနိုင်ဖို့ကအရေးကြီးပါတယ်လို့ပြောကြရင်ညီကုန်းချုပ်လိုက်ချင်ပါတယ်အားလုံးယုံကြည်ကြိုးစားတတိထားစွမ်းအားအမြင်မှန်ဆိုတဲ့ဘဝအောင်မြင်ချက်5ချက်နဲ့ပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ပြီးအောင်မြင်သူကြီးဖြစ်ကြပါစေလို့ဆန္ဒပြုရင်းညီကုန်းချုပ်လိုက်ပါတယ်